ဒါကြောင့်ဘဝမှာတကယ်အသက်ရှင်တယ်ဆိုတာစိတ်တခဏလေးတစ်ခုပဲလို့ပညာရှင်တွေကအဲ့လိုပြောတာဘာမှလက်မခံနိုင်ကြမရှိဘူးနော်မင်းအသက်ဘယ်လောက်ရှိပြီတော့ဟာ50ရှိပါပြီ60ရှိပါပြီအဲ့ဒါတွေကနေခဲ့တဲ့ကာလတွေကိုသူကသူတွက်ပြီးတော့ပြောတာတကယ်နေခဲ့ရတာကခဏလေးပြီးခဏလေးခဏလေးပြီးခဏနှစ်ခဏတောင်တပြိုင်တည်းထက်ကျုပ်တို့နေခွင့်မရှိဘူးအဲ့ဒီခဏလေးနေလဲရတာကိုသုံးရင်သုံးမသုံးရင်ကုန်ရောနောက်ထပ်ဒါမဲ့ तू ကတော့ပေးနေတယ်ရောနောက်ထပ်ဒီတစ်ခဏမင်းမေ့လို့မသုံးဘူးဆိုရင်နောက်တစ်ခဏငါထပ်ပေးမယ်အဲ့ဒီဟာလဲကိုကမသုံးလိုက်ဘူးအကုန်သွားပြန်ပြီ तू ကတော့ကိုသုံးမသုံးဒေရောတော်ပါပေးနေတယ်ကျုပ်တို့ကလည်းဒါကြောင့်အလကားရတယ်ထင်နေတာဘဝပေါ့အမှအလကားရတာတော့မဟုတ်ဘူးအကြောင်းတရားတွေကပေးတယ်လို့တင်စားပြောလို့ရတယ်အကြောင်းတရားတွေကဘာတွေလို့ကံစိတ်ဥဒုအာဟာရအထူးသဖြင့်နော်စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့ကိုတာတာလေးထားလိုက်ကံအကြောင်းတရားပေါ့အဲ့ဒါအလွန်အားကြီးတယ် तू ကမပေးတော့ဘူးဆိုတော့တောက်လျှောက်ရက်မှာသူ့အစွမ်းနဲ့ရက်တည်နေတာ तू ကုံတဲ့နေ့ရက်မှာနော်အဲ့ဒါ तू ကုံပြီဆိုရင်ဒီပြင်အကြောင်းတွေကလည်းရှောက်ဖြစ်ချင်ရလေးရှောက်ဖြစ်ကုန်တာဟုတ်လား तू ကုံတာနဲ့အဲ့ဒါရက်ရမှာအေးရင်ကုံရင်နိုးနိုင်မှာမဟုတ်ဘူးတမင်းစားရင်ကုံရင်အပိတက်အောင်စားလိုက်ရမှာမဟုတ်ဘူးအခုကျွတ်တို့ကအဲ့ဒါတွေကိုမမြင်တဲ့အခါကျတော့ကိုယ့်ကိုယ်အလကားရပြီးတော့တန်ဖိုးလည်းမထားဘူးနော်ရှင်တန်ဖိုး